ယူဗီမိုရင်းရဲ့ကြာရှုံးမှုနဲ့ယူနိုက်တက်နီးပြဟောင်းတွေကြားကနှိုင်းယှဉ်ချက်များယူဗီမိုရင်းကမန်ချက်စတာယူနိုက်တက်ကနေပြီးတော့ထုတ်ပယ်ခံရချိန်မှာပရိသတ်တွေရဲ့အမုန်းတော်အဖြစ်ခံခဲ့ရတာကခိုင်လုံတဲ့အကြောင်းပြချက်တွေအများကြီးရှိပါတယ်။စင်းစရာတွေကသူ့ရဲ့နိုင်ပွဲရရှိမှုနှုန်းဟာ31%သာရှိခဲ့ပြီးတော့ဒီပွဲစဉ်တွေမှာလည်းပဲနှစ်ပွဲဆက်နိုင်ပွဲကိုတစ်ချိန်သာဖော်ဆောင်နိုင်ခဲ့တာပါ။ဒါ့အပြင်စပါးတင်ကိုရှုံးနေပြီးတော့ဖလားလက်လွတ်ခဲ့ရတာဂရင်းစပီလိုအသင်းငယ်ကိုရှုံးတာနဲ့အင်္ဂွင်းမှာကစားသမားတယောက်ရောနေတဲ့အသင်းကိုတော့မှရှုံးနေခဲ့တဲ့မတ်တန်းဆိုးတွေကသူ့ကိုယာတူကနေပြီးတော့နားစေခဲ့တာပဲဖြစ်ပါတယ်။အမော်ရင်းကိုထောက်ခံသူတွေကတော့သူကကစားသမားကောင်းတွေကိုထပ်မံဖြည့်တင်းပေးဖို့တောင်းဆိုခဲ့တာကြောင့်မလို့အထောက်ခံခဲ့ရတာလို့စင်ကြေပေးနေကြပေမဲ့ဒါလက်တွေ့နဲ့တော့ကွဲလွဲနေပါတယ်။ဇိုင်းလက်ဖာဂူဆန်နာယူဘီနောက်ပိုင်းမှာရောက်လာတဲ့နီးပြတိုင်းကကစားသမားတစ်တွေကိုတောင်းဆိုခဲ့ကြတာကြီးပါပဲ။ဒါပေမဲ့မော်ရီညိုဗန်ဟာနဲ့တန်တိုလိုမျိုးနီးပြတွေကသူတို့စီမှာရှိနေတဲ့ကစားသမားတွေနဲ့ပဲအကောင်းဆုံးရလဒ်တွေကိုထွက်ပေါ်အောင်လို့ကြိုးပမ်းခဲ့ကြတာကိုတွေ့ရမှာပါ။တကယ်တော့အမော်ရင်းရဲ့ကြာရှုံးမှုကကစားသမားမကောင်းတာထက်သူ့ရဲ့ညံပြင်းတဲ့နီးစနစ်ပိုင်းအကယ်ဒမီလူငယ်တွေနဲ့ပြဿနာတက်တာနဲ့အမှန်တရားကိုဖုံးကွယ်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။နေပြကောင်တယောက်ဆိုတာကအခြေအနေတွေကိုအကြောင်းပြချက်ပေးနေရတဲ့လက်ရှိအင်အားနဲ့အောင်မြင်အောင်လုပ်ပြနိုင်မှုကပိုပြီးတော့အရေးကြီးပါတယ်။အခုလိုမတန်းဆိုးကြီးနဲ့ထွက်ခွာသွားခဲ့ရတဲ့အမော်ရင်းရဲ့ခီးလန်းကတော့ယူနိုက်တက်သမိုင်းမှာအတော်လေးကိုရုပ်ဆိုးခဲ့ရပါတယ်။